အခုဒီလူတွေကိုကျုပ်ကခင်ဗျားတို့အယူပြောက်ချင်လားလို့မင်းစိတ်ဆိုးကြမှာနော်အားလုံးအယူပြောက်ချင်တယ်ဒီကတော့ယူမှာယူနေတာမှမဟုတ်တာဟုတ်အဲ့တော့ဘယ်လိုတုံးဆိုတော့ယူလို့ယူနေမှန်ကိုမသိသေးတာအဲ့တော့အယူပြောက်ချင်တဲ့စိတ်ရှိသလားလို့မေးတော့မရှိဘူးလေတပည့်တော်တို့ကအယူပြောက်ချင်တဲ့စိတ်ရှိတဲ့အဆင့်ကိုမပြောနဲ့ယူနေတာကိုယူနေတယ်လို့မသိသေးဘူးယူနေတာကိုယူနေတယ်လို့သိမှအယူပြောက်ခြင်းစိတ်လာမယ်အယူပြောက်ခြင်းစိတ်လာမှအယူပြောက်ကြောင်နီလန်းရှာမယ်အဲ့ဒီနီလန်းအတိုင်းတကယ်လုံးမှအယူကပြောက်မယ်အမေအယူပြောက်ဖို့ကလွယ်တာမဟုတ်ဘူးရဲ့ဥဒုဇဏဥမာတကောဆိုတဲ့စကားလုံးတော့လူတိုင်းရွတ်နေတာပဲလေဥဒုဇဉ်နေအယူတွေလို့ပြောဒါတွေကိုကိုတော့ယူတယ်လို့ထင်သလားထင်မလို့လမ်းပေါ်ကတကယ်အယူနဲ့ရအမြဲရှင်လမ်းပေါ်ကတကယ်အယူနဲ့ရှင်နေတာနော်ကာတွန်းငွေကြီးရဲ့ကာတွန်းလေးပါဘုံဘုံကလေးတုံးကအဲ့ဒီအယူကြီးဆွဲပြောက်ထားတာမင်းရှိနေလို့ငါတို့ဂုံတက်နေတာတဲ့ဘယ်တော့ကောင်းလဲနော်ဘုံဘုံကာတွန်းလေးတွေလည်းအရန်သဘောကျတယ်OPJ ကာတွန်းတွေဆိုလည်းအတင်းကြိုက်တယ်ဟောတော့ဒနမဂ္ဂဇင်းထဲမှာလူတယောက်ကကြောပေးပြီးတော့လမ်းလျှောက်သွားတာတိတိလေးပဲမြင်ရတော့တယ်ခြေရာတွေထင်နေရတယ်ပေါ့နော်ခြေရာတွေကဝက်ခြေရာတွေရောခွေးခြေရာတွေရောကြက်ခြေရာတွေရောလူခြေရာတွေရောဟာစားတော့တစ်လုံးမှရေးမထားလူဟာအမြဲတမ်းလူနေတာမဟုတ်ခွေးစိတ်ပေါက်တဲ့ခါပေါက်တယ်ဝက်စိတ်ပေါက်တဲ့ခါပေါက်တယ်ကြက်စိတ်ပေါက်တဲ့ခါပေါက်တယ်လို့ပြောချင်နော်ဟုတ်လားခုဘုန်းကပြောနေရတော့ကျွတ်တို့ကမင်းငိမ့်ဖို့မပြောနဲ့မင်းငိမ့်ခြင်းစိတ်ကိုမရှိသေးဘူးမင်းငိမ့်ခြင်းစိတ်ရှိဖို့မပြောနဲ့မီးတောက်နေတာကိုမသိသေးဘူးဘာလို့ငိမ့်ခြင်းစိတ်ကမပေါက်ဘူးလို့ပြောအောင်ဆိုမီးတောက်နေမှန်းကိုမသိဘူးမီးတောက်နေမှန်းမသိတယ်လို့ဘာလို့ငိမ့်ခြင်းမလို့